ဒီဂိမ်းနဲ့ဆိုရင်တော့ကျွန်တော်ဒီဂိမ်းပဲပို့ဆော့ဖြစ်ပါတယ်ရောဒီဂိမ်းကိုယူလိုက်မယ်ဒီဂိမ်းနဲ့ဆိုရင်တော့ကျွန်တော်ဒီဂိမ်းကိုကျွန်တော်ပို့ဆော့တယ်ဗျအဲ့တော့ဒီဂိမ်းကိုကျွန်တော်ယူလိုက်မယ်နော်ဒီဂိမ်းကိုကျွန်တော်ပို့ဆော့တယ်ဒီဂိမ်းနဲ့ဆိုရင်တော့ကျွန်တော်ဒီဂိမ်းပဲပို့ဆော့ပါတယ်ရောဒီဂိမ်းပို့ဆော့တယ်ဒီဂိမ်းနဲ့ဆိုတော့ဒီဂိမ်းနှစ်ခုတော့ပတ်စံရတယ်ဘလို့ဆော့ပတ်စံရင်းရတဲ့ဂိမ်းတွေကြီးပဲဆိုတော့ကျွန်တော်ဒီဂိမ်းကိုယူလိုက်မယ်ဗျာဒီဂိမ်းကိုကျွန်တော်ပို့ဆော့ရတော့အဲ့တော့ဒီဂိမ်းကိုကျွန်တော်ယူလိုက်မယ်ပြီးတော့ဒီဂိမ်းနဲ့ယူချက်တာဒီဂိမ်းပဲပေါ့ဒီဂိမ်းပဲယူချက်လိုက်မလေဒီဂိမ်းနဲ့ဒီဂိမ်းဘာယူရမှာတော့တောသားဂိမ်းဒီဂိမ်းနဲ့ဒီဂိမ်းနှစ်ခုလုံးတော့တောသားဂိမ်းနေပဲဒီဂိမ်းပဲယူလိုက်မယ်ဒီဂိမ်းကအများဆုံးဆော့တယ်ဒီဂိမ်းနဲ့ဒီဂိမ်းပို့ဆော့တယ်ဒီဂိမ်းကမစိုးဘူးရောဒီဂိမ်းနဲ့ဆိုတော့ဒီဂိမ်းပေါ့ကွာဒီဂိမ်းပေါ့မင်းတို့ကဒီဂိမ်းပဲဆော့တာကိုဒီဂိမ်းရောအမဒီဂိမ်းကကြိုက်ဆုံးပဲနော်ဒီဂိမ်းပဲယူမယ်ဒီဟာနဲ့ဆိုရင်လည်းပတ်စံရဘယ်ပတ်စံရဂိမ်းဆိုလည်းဒီဂိမ်းမဆော့မယ်ပြောရတော့ပတ်ကြီးပြန်လာခဲ့ပတ်ကြီးโอเคပလက်ကြီးပဲပို့ဆော့ပါတယ်ခင်ဗျားတို့ပဲဂိမ်းဆော့တယ်ပြောပေးရကြ